ကြီးရောငယ်နှစ်ယောက်စလုံးဒီ NLD ကပဲအောက်ထူးချွန်ဆိုတာနဲ့အောင်တာပေါ့နော်သူတို့နှစ်ယောက်တော့အောင်နေတယ်ဝမ်းသာပါတယ်ဒီဆရာမတွေကလည်းအရန်သင်ကြားရေးကောင်းတယ်ကလေးတွေကလည်းအာယုံစိုက်နေတယ်လို့အကုန်လုံးဒီမှာကြီးတဲ့ဝန်ထမ်းတွေရတယ်ဘာမှလူတွေသေးမရှိအောင်လို့လုပ်ပေးတယ်ဒီမှာထားရတာအရန်အဆင်ပြေတယ်အကြီးလေးဆိုလည်းဒါထူးထူးချွန်ချွန်ပဲပြီးတယ်အငယ်ဆိုလည်းအခုထပ်ပြီးထူးချွန်တဲ့အတွက်ကြောင့်ဒီဆရာမတွေအကုန်လုံးပဲပံ့ပိုးစုဝမ်းသာပါတယ်လို့ပြောချင်ပါတယ်ညီမအခုလိုပတ်3 SPR ဘာသာရပ်မှာမြန်မာ First ရခဲ့တဲ့အတွက်အရင်ဝမ်းမြောက်မိပါတယ်အခုလို SPR ဘာသာရပ်မှာမြန်မာ First ရခဲ့တဲ့အတွက်လည်းNLD သင်တန်းကျောင်းကနေပြီးတော့ညီမကိုscholar ပေးရခဲ့ပါတယ်ရှင်နောက်ထပ်တက်ဖို့ဘာသာအတွက်လည်း free scholar ပေးရခဲ့ပါတယ်အခုလိုပေးရတဲ့အတွက်ကြောင့်မို့လို့လည်းနောက်ဘာသာတွေအတွက်လည်းထပ်ပြီးတော့အောင်မြင်အောင်လို့ကြိုးစားမယ်အမှုတီတွေလည်းရခဲ့ပါတယ်ရှင်အဲ့အတွက်လည်းဆရာဦးနေလျောင်းတို့လည်းအရင်ကျေးဇူးတင်ကြောင်းပြောချချင်ပါတယ်